အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအရင်လွမ်းပြေစက်သားမဆလာဟင်းလေးကိုချက်စားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးရေစင်းတန်းစင်ထားတဲ့ကြက်ပေါင်တွေကိုရစာနှစ်ရံအတွက်စားဟင်းချုံမုံစနွေးမုံနဲ့ငပြားရည်တို့ကိုထည့်ပြီးတော့မှတတုံးချင်းရစာဝင်သွားအောင်တိတိကျကျလေးနေပြီးလိုက်ပါမယ်ခင်ဗျာဟင်းချုံမုံမတုံးတဲ့လူတွေအတွက်မိမိတို့ကြိုက်နေတဲ့ရဟင်းကမုံတွေကိုထည့်နိုင်ပါတယ်ခင်ဗျာကျက်သားတွေရစားနှက်ထားတော့မှကျက်သွန်တွေ၅လုံးကိုပပလေးတွေလီးထားပြီးတော့မှကျွန်တော်တို့ကြော်ပါမယ်ခင်ဗျာကျက်သွန်ဒီကြော်တဲ့နေရာမှာမီတာအပြင်းရင်တူးသွားနိုင်တာမလို့မီးနေတော့နဲ့ကျွန်တော်တို့တည်တည်ချာလေးမှုပြီးတော့မှကြော်ပေးရပါမယ်ခင်ဗျာကျက်သွန်ဒီလေးတွေအယောင်ပြောင်းပြီးဒီအနေလောက်ရောက်ပြီဆိုရင်ကျွန်တော်တို့စီစစ်ပြီးတော့မှဆယ်ထားလိုက်ပါမယ်ခင်ဗျာအရေးခံထားတဲ့ကျက်သွန်ဒီတွေကိုကျွန်တော်တို့စားနေငယ်တကြားနေငယ်နဲ့ကျွန်တော်တို့မဆလာတို့ကိုထည့်ပြီးတော့မှနေထားလိုက်ပါမယ်ခင်ဗျာအသားတွေထဲမှာလည်းအရသာနှက်ပြီးသားမလို့စားတဲ့အခါအနှဲငယ်လောက်လျှော့ပြီးတော့မှထည့်ပေးပါခင်ဗျာကျက်သားစားချက်ရန်အတွက်ကျက်သွန်ဖြူနဲ့ချင်းထောင်းထားတာကိုကျွန်တော်တို့စီသက်ပါမယ်ခင်ဗျာကျက်သွန်ဖြူနဲ့ချင်းမွေးလာပြီဆိုရင်တော့ငရုတ်သီးအကျန်းမုံနဲ့ရောင်တင်မိုးတို့ကိုထည့်ပြီးတော့မှမွေးပေးလိုက်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ရစာနှက်ထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့မှကျွန်တော်တို့လုံးမမယ်ခင်ဗျာကြက်သားတွေလုံးတဲ့အခါမှာလည်းအောက်ကိုကတ်မသွားအောင်တတိရှာလေးဂရုစိုက်ရပါမယ်ခင်ဗျာပြီးတော့ရင်တော့ကြက်သားရေမြုပ်တဲ့အထီကိုကျွန်တော်တို့ထည့်ပြီးတော့မှတည်ထားလိုက်ပါမယ်ခင်ဗျာရေးထည့်ထားတာတွေတဝက်လောက်ခန်းလာပြီဆိုရင်ပထမရစာနေထားတဲ့ကျက်သွန်ဒီကျော်တွေကိုထည့်လိုက်လို့ရပါပြီခင်ဗျာကျက်သွန်ကြော်တွေထည့်ပြီးသွားရင်တော့အောက်ကိုအိုးမကတ်အောင်တတိချာချာလေးဂရုစိုက်ရပါမယ်ခင်ဗျာအခုဆိုရင်တော့ကျက်သွန်ကြော်ရဲ့အချိုရစာလေးရဲ့မဆလာနံမူးမူးလေးနဲ့ကျက်သားမဆလာလေးရပါပြီခင်ဗျာကျွန်တော်ကတော့ဒီအနေလောက်ဆိုရင်ချလိုက်ပါတော့မယ်ခင်ဗျာမိမိတို့ကတော့စီဖြန်းလေးထိထားရင်လည်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ